ဖိတ်ခေါ်ပါတယ်နာမည်ခေါ်ပြီးဆရာများပေါ့နော်ဆရာမများအရှိကိုရောက်လာခဲ့ပြီးဖိတ်ခေါ်ပါတယ်လို့ပထမဆုံးအနေနဲ့ဆရာReverend Peter မြင့်မယ်ကျေးဇူးပြုရှိချောက်ပေးပါလို့ကျမတို့ရဲ့ဥက္ကဋ္ဌများနေပြီးတော့ဒီစေးပြီးတဲ့ပိုင်းလေးများဆက်ဆံပါတယ်လို့အစီအစဉ်လို့နောက်ချမှပြန်လေမြတ်လို့โอเคဆရာဒီမှာလည်းမတွေ့ရဘူးလားဒီလိုရှိရင်ဆရာမဝိုင်းခေါင်းထောင်းလို့ရှေ့ကျောင်းလို့ရှိဆရာမရဗမာလင်းကိုဆရာမခေါ်ကြမှာပေါ့ဆရာမပဲခုနေဆရာအခြားဆရာတွေကတော့ဒီနေ့ပေါ့နော်ဒီနေ့မတက်ရောက်နိုင်ပါဘူးလို့ဒါပေမဲ့ဒီနေရာနေကြည့်နေတယ်လို့ထင်ပါတယ်ကျွန်တော်တို့ appreciate ဖြစ်ပါတယ်လို့တော့ကျွန်တော်တို့ pastor team ထဲမှာမဟုတ်တော့လေပေါ့နော်ကျွန်တော်တို့ဖျားဆောင်မှာပါဝင်ပြီးတော့လိုအပ်တဲ့လိုမျိုးအများနဲ့ကူညီပေးတယ်ကျွန်တော်ရဲ့အခြားအမှုတော်ဆောင်များကိုလည်းဂုဏ်ပြုချင်ပါတယ်လို့ကိုရှိရဲ့နေရာလေးမှာမတက်ရက်ပေးပါလို့ပန်ပြီးဆက်ချင်ပါတယ်လို့ဆရာများကတော့Reverend ခေါ်ဆောင်ရှိနေရမှာမလားဟုတ်ကဲ့အဲ့ဒီဆရာမထူးရှာဒီဆရာဂျိုးဆရာဂျိုးရှိနေတယ်ဆရာ Minister Jesse Wallace. Mentally, yes, yeah, look at that. So I think that I will not know. ဆရာများပြန်ထိုင်လို့ရပါပြီလို့ရှင်းပါပဲကျေးဇူးပြုထိုင်ပြီးလို့ရတယ်နေရာလေးဆရာဆိုင် also ဆရာဆိုင်နာမည်မခေါ်မိတဲ့ဥစ္စာဆောင်ရရှိကျေးဇူးပြုပြောပြပါရှိတော့တယ်ကျွန်တော်
Words of appreciation from Somu.